မင်္ဂလာပါဗမ်းမီရွာပါလဲလို့မေးထားတဲ့သူတွေရှိတဲ့အကြောင်းမို့ဒီဗီဒီယိုလေးနဲ့ပြန်ပြီးဖြေပေးလိုက်ပါတယ်ဗမ်းမီကရဲ့နာမည်ကြီးဆုံး street food တွေကတစ်ခုပါဒီလိုအနေနဲ့ဆိုလို့ရှိရင်တော့ဗီယက်နမ်တောင်2000ကနေပြီးတော့4000ခွဲလောက်အထိပဲရှိပါတယ်ဒီထဲမှာမြင်ရတဲ့အတိုင်းပတ်တေးကိုအရင်ဆုံးပေါင်းမုံမှာတုပ်ပြီးတော့ထောပတ်တို့တခြားဒီအချင်းလောက်ထားတဲ့မုံလာဥအဖြူအနီပေါ့နော်ပြီးတော့နန်းပင်ချက်ဥချက်သားချက်ဥကြောင့်ကိုကြိုက်တဲ့ဟာတွေအားလုံးကိုထည့်ပြီးတော့လောက်ထားတဲ့ပေါင်မုံလေးပဲဖြစ်ပါတယ်။ကျွန်မကတော့ကျွန်မမြဲစားနေကြဖြစ်တဲ့ကြက်ဥနှလုံးနဲ့လောက်ထားတဲ့ဗမ်းမီပါတီချုံလေးကိုမှာထားပါတယ်။ဗမ်းမီမှာတဲ့အချိန်မှာသူတို့ရဲ့ဆိုင်မှာရေးထားတဲ့မီနူကိုကြည့်ပြီးမှာလို့ရတယ်လို့ကိုကြက်လေးကိုရွေးပြီးတော့ဒါလေးရွတ်ထည့်မယ်ဒါလေးရွတ်ထည့်မယ်ဆိုပြီးပြောလေးမှာလို့ရပါတယ်။နည်းနည်းမစားရတဲ့သူတွေဆိုလို့ရှိရင်လည်းနည်းနည်းမဖယ်ခိုင်းလို့ရပါတယ်။ဆိုင်ရှင်ရဲ့အရန်ကိုသဘောကောင်းပါတယ်။2000ခွဲကြမယ်ထင်ပြီးတော့2000ခွဲထုတ်ထားတာပေါ့နော်။ဒါပေမဲ့တကယ်ကျတော့2000ခွဲမဟုတ်ပါဘူး2000ပဲကြပါတယ်ခုနအစာပလာကြီးထည့်ပြီးတဲ့နောက်မှာတော့သူတို့ဒီပေါင်းမုံကင်းတဲ့ဆက်ထဲကိုခဏထည့်ထားပြီးတော့ပေါင်းမုံအပူပေးနေပါတယ်အဲ့ချိန်မှာကျမလည်းစောင့်နေမိဆိုင်လေးတွေမှာကပုံမှန်ဗမ်းမီအပြင်ကိုကော်ဖီတို့တခြားဖြော်ရည်လေးရပါတယ်ဒီလိုမျိုးဗမ်းမီဆိုင်လေးပြီးနေမှာအများကြီးရှိပါတယ်ဘယ်ဆိုင်ကိုပဲရွေးအရတာကသူ့ဟာနဲ့သူအရန်ကိုကောင်းပါတယ်ဒါကြောင့်မို့လို့ဒေတာကန်နေကြမှာရောခီးသားတွေကြမှာပါအရန်ကိုကြိုက်ကြတယ်ဗမ်းမီပေါင်းမုံဆိုင်လေးပဲဖြစ်ပါတယ်ကျမကတော့လေတစ်ခါတလေဘာစားမှမသိကောက်ခဲနေပြီဆိုလို့ရှိရင်ဗမ်းမီဆိုင်ဝဲအမြဲတမ်းသွားပြီးတော့ဗမ်းမီဆောင်လိုက်ပါတယ်။ပြန်လာလဲခါမှာစတန်ဗမ်းမီဆိုတဲ့တခြင်းလေးနဲ့လဲ trend join ကိုမေ့ပါနဲ့အောင်နော်။ဗမ်းမီလေး trend ကြည့်ပြီးဆိုလို့ရှိရင်လဲပုံလေးရေးပြလို့ရပါတယ်ရှင်။ဇီရီခါမှာကြုံတွေ့ခဲ့ရတဲ့အလွဲလေးအမှတ်တရလေးကိုလည်းခိOh you Hey Siri you just frightened me အမြဲတမ်း try ခဲ့ဗမ်းမီပုံလေးဖြစ်ပါတယ် Thanks for watching see you in the next video bye bye